တော့ Marshall product တွေကပေါ့ပါလေဖြစ်သုံးရလည်းမိမိုက်နေစီဖို့ William Bluetooth speaker နဲ့ Marshall Mote ANC True Wireless earbud ကိုမိတ်ဆက်ပေးသွားပါမယ်ဆိုတော့အဲ့တော့စလိုက်ရအောင်ဒီနေ့အတိုင်းဟိုမှာတိတ်ကြစ်လေးပေါ့ပါကိုင်းချင်းနဲ့ make တို့အတွက်လည်းသူရဲ့ design လေးက luxury set တယ်အတန် quality လည်းကောင်းတယ်တော်တော်လေးကိုပေါ့တယ်လက်ထက်မှာကိုင်းရရဲ့ heavy အရန်ကောင်းတယ်ကဲပါဝင်တဲ့ခလုတ်တွေအကြောင်းကိုဤလိုပြောလိုက်ရအောင်သူ့မှာပါတဲ့ခလုတ်ကတော့ရိုးရိုးရှင်းရှင်းတစ်ခုပဲပါတယ်ပါဝါအဖွင့်ပဲအတန်အတိုးရှုံပြီးသွားလို့ရှိရင်တချင်းကြော်တာရက်တာအကုန်လုံးကိုဒီခလုတ်တစ်ခုနဲ့ပဲလုပ်ရမယ်ခလုတ်မလိုက်တာတွေတော့မဖြစ်တော့ဘူးပေါ့ပေါ်ဘက်မှာဆိုလို့ရှိရင်လည်း Bluetooth ခလုတ်ရဲ့ Bass microphone battery indicator တွေလည်းပါတယ်Bluetooth ခလုတ်ကတော့ပုံမှန် speaker တွေလိုမျိုးပဲstream ပါဝင်တာဆိုတော့ speaker နှလုံးကို connect လုပ်ပြီးတော့သုံးလို့ရတယ် Bass microphone ပါဆိုတော့ချင်းဖွင့်ထားတဲ့အချိန်မှာဖုန်းလာလို့ရှိရင်လည်းကင်ပြီးပြောလို့ရတယ်battery indicator ကတော့အားဘယ်လောက်ကြာလဲဆိုတာကိုပြအသင်းကျိုးကလည်းတိုက်စီနဲ့လာပြီးတော့လောင်တိုင်းကြိုက်ချင်ရလဲ15နာရီလောက်ထိခန့်တာဆိုတော့တနေ့ကုန်ပြီးစိတ်ဖွင့်ထားလို့ရတယ်အမြင်အသင်းစနစ်လည်းပါဆိုတော့မိနစ်20လောက်အသင်းလာပဲ3နာရီလောက်ထိခန့်တယ်ကိုင်ရတာလွယ်ကွာအောင်လဲအနောက်မှာလက်ကင်ညာလေးထည့်ပေးထားတယ်။ body ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်း60% recycle plastic နဲ့ထုတ်ပေးထားတယ်။ခိုင်ခန့်မှုဘိုင်းနဲ့အတန် quality ဘိုင်းလည်းကောင်းတယ်။ Marshall app နဲ့ချိတ်ဆက်ပြီးတော့ app ကနေသစင်လိုအပ်တာတွေကိုလည်း control လုပ်နိုင်တယ်။ IP67 ပါဆိုတော့ရေဆိုရေစင်တဲ့ဓာတ်နဲ့ဖုန်တန်တွေကိုလည်း protect လုပ်ပေးပါ။လက်ကျန်လိုရင်းနဲ့သုံးချက်လိုပဲဖြစ်ဖြစ်ခမမိုက်ပုံကျင်းတဲ့သူတွေအတွက် Marshall Mote ANC True Wireless earbud လေးကြောင့်ဆက်သွားလိုက်ရအောင်။တချင်သားတော်နဲ့အချင်း ANC မှု on ထားမယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်စုညံတန်တွေကိုလည်းရှော့ချပေးနိုင်တယ်။အသုံးခံနိုင်တဲ့အချင်းကလည်း ANC မှု on ထားမယ်ဆိုရင်တော့4နာရီ5နာရီဝန်းကျင်လောက်အသုံးခံပြီးတော့ ANC မှုပိတ်ထားမယ်ဆိုလို့ရှိရင်တော့6နာရီဝန်းကျင်လောက်ထိအသုံးခံတယ်။သူ့ရဲ့ case နဲ့တွဲသုံးမယ်ဆိုရင်တော့နာရီ20လောက်ထိအသုံးခံတယ်။ transparent မှုပါဆိုတော့နှစ်ချက်ကိုချွတ်စံမလိုဘဲနဲ့လည်းအပြင်တန်းကိုကောင်းကောင်းကြားနိုင်တယ်။နှစ်ချက်မှာ IP85 case မှာ IP84 ပါဆိုတော့အနှဲငယ်မိုးရင်ဆိုတဲ့တန်းတွေနဲ့ချွေးဆိုတဲ့တန်းတွေကိုလည်းခံနိုင်ရှိတယ်။ Marshall Bluetooth app ကနေပြီးတော့မှလည်းကိုယ်စိတ်ကြအတန်ကို control လုပ်လို့ရတာဆိုတော့ bass တန်နဲ့ treble တန်တွေကိုလည်းချိန်ညှိလို့ရတယ်။အသွင်းမယ်ဆိုရင်ခိုင်းစီအသွင်းကျိုးနဲ့ပဲသွင်းမလား wireless နဲ့ပဲသွင်းမလားကိုတက်လက်တက်ရနဲ့ဝေးချင်နိုင်တယ်။ပေါ့ပါတိတ်ကြစ်နဲ့ luxury brand တွေကရှာနေရဆိုရင်တော့အခုပြောပြပေးသွားတဲ့ model လေး2မျိုးတွေကဝေးချင်နိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲကျေးဇူး